တကယ်ချင်းတို့အခုလိုရေတို့စီတို့လှဲတဲ့နေရာမှာဘောင်မင်ခတ်ပြီးတော့ဖိတ်သွားတာနဲ့ကြုံမိုးလာဗျအခုအဲ့ဒီလိုမဖြစ်ရအောင်ကျွန်တော်ထဲနီးလေးကျွန်တော်ပြောပြပေးသွားပါမယ်ကျွန်တော်ဘူးကိုပေါ့နော်ပြောင်းမြန်ကင်ပြီးတော့သူ့ရဲ့ဘူးဝါကိုအပေါ်ကနေထားပြီးတော့တခုခုကိုထဲမဲ့ကြောပဲဖြစ်ဖြစ်အခုလိုဘုံတွေကိုပဲဖြစ်ဖြစ်ထဲလိုက်မယ်ဆိုလို့ရှိရင်လုံးဝမဖိတ်မစင်ပဲနဲ့ဘောင်မင်မခတ်ဘူးဆိုတာကိုကျွန်တော်အာမခံပါတယ်တကယ်ချင်းတို့လက်တွေ့လုပ်ကြည့်ပါစီယူထဲမှာပဲဖြစ်ဖြစ်ဓာတ်စီပဲဖြစ်ဖြစ်ဒီဇယ်ပဲဖြစ်ဖြစ်ပေါ့နော်တခုခုကိုလှဲတော့မယ်ဆိုရင်အခုလိုလေးလုပ်ကြည့်ပါလို့လုံးဝအဆင်ပြေပါတယ်လို့ကျွန်တော်ကိုယ်တိုင်တွေ့ထားတဲ့တွေ့ချက်ကလေးပေါ့နော်တကယ်ချင်းတို့ပြန်ပြီး challenge လုပ်ပေးတာပါဒါကတော့ကျွန်တော်စေးပြမ်းမလို့ရေလှဲနေတာပေါ့နော်တကယ်ချင်းတို့လည်းဒါကြုံမှုလို့မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ကျွန်တော်ပြန်ပြီးပြောပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုမယ်ဆိုရင်တော့အပေါင်းလေးနှိပ်ခဲ့ပေးဖို့မမေ့ပါနဲ့လို့ကျွန်တော်ကတော့တော်သားလေးပါလို့အစ်နဲ့မခွဲဘူးဆိုရင်တော့အပေါင်းလေးနှိပ်ခဲ့ပေးပါလို့ကျေးဇူးအများကြီးတင်ပါတယ်လို့